ကျွန်တော်ကတော့ကိုပိုင်အမှတ်တာဝန်မှု431ခွန်6တိတစ်ချက်ကြီးစည်ရလင်ပြောင်းဖြစ်ပါတယ်ကျွန်တော်ဒီ2008ဆယ်လပိုင်းအစားပြီးတော့ဗမာတမတော်ထဲကိုစတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်အခုလက်ရှိမှာတော့ကျွန်တော်ဒီအမှတ်268ချီလင်တရင်ပလမ်းမြို့မှာတစ်ချက်ကြီးစည်ဝတ်နဲ့မှုတွေ့ခဲ့စီနဲ့တာဝန်ထမ်းဆောင်ပါတယ်လီလာပိုင်းအာနာသိမ့်ပြီးတော့လီလာပိုင်းကစားပြီးစစ်ပြူဟာအချီချဟာခါဒုတိယတိုင်းမှုပူချုပ်မျိုးထွန်းလိုက်ကိုကဲမှုအောက်ကနေပြီးတော့ချင်းပြည်နယ်စစ်စီကိုကဲမှုဌာနရုံးခွဲအနေနဲ့ကျွန်တော်အဲ့မှာအမှုတွဲကိုင်တာဝန်ထမ်းဆောင်ပါတယ်ကျွန်တော်ပထမဆုံးပြောလို့ကတော့ကျွန်တော်စစ်တပ်မှာအခုဆိုရင်ဒီလိုနဲ့လူသားတိုင်းအနေနဲ့သူတို့တုံးပြိုပြီးရက်ဆက်တဲ့နီလာအနေနဲ့ပြည်သူလူထုကိုနေငင်းဖို့တော်လှန်ရေးတပ်သားတွေကိုနေငင်းဖို့သူတို့စူးစမ်းလာတာပေါ့နော်ဒီစူးစမ်းမှုကိုတကဘာလုံးသိစီရှင်တဲ့အချက်တွေပေါ့ပထမအချက်အနေနဲ့ကျွန်တော်လက်နဲ့ကြီးတွေလူသားမဆန်တဲ့လက်နဲ့ကြီးတွေဓာတုလက်နဲ့တွေတက်ဆင်ပြီးတော့ကျွန်တော်အစိုးရကိုအာဏာရှင်ကိုတော်လှန်နေတဲ့တပ်ပေါင်းစုတွေကိုဖိနှိပ်ဖို့ပြည်သူလူထုကိုဖိနှိပ်ဖို့ပေါ့နော်ဒီလိုလက်နဲ့တွေတုံးပြုတ်လာတာကိုတွေ့တယ်ဒါလည်းကျွန်တော်ကိုယ်တိုင်တွေ့နေတဲ့အရာတွေပါဒုတိယအနေနဲ့ဘာကိုတုံးပြုတ်လာလဲဆိုတော့ဘာသာရေးခေါင်းဆောင်တွေကိုစီယုံပြီးဘာသာရေးကိုအတုံးချပြီးတော့အဲ့ရနေတဆင့်ဖိနှိပ်ဖို့သူတို့ကြိုးစားလာတယ်ဒါနိုင်ငံရေးကိုဘာသာရေးကိုသူတို့ဆွဲထည့်သွင်းပြီးတော့ဆွဲထည့်ပြီးတော့အတုံးပြုတ်လာတယ်ဒါဟာလည်းဒါရက်ဆက်တဲ့လုပ်ရက်တွေပဲလို့ပဲကျွန်တော်မြင်တယ်ပြီးရင်သူတို့နောက်ထပ်ဘာတွေလုပ်ထားလဲဆို non CDM ပေါ့နော် non CDM ဆိုရဲ CDM မလုပ်တဲ့ဝန်ထမ်းတွေသူတို့ဝန်ထမ်းတွေဆိုရင်လည်းတဘောအဖြစ်သူတို့မှလည်းလုပ်တက်ကကြီးလာပြီသူတို့ရဲ့လုပ်တက်ကိုအငင်းစားဆိုးကြီးနဲ့လာစာကိုသူတို့ကညှို့မှန်းပြီးအေးချမ်းမဲ့နေရှင်တဲ့အတွက်သူတို့မလုပ်ခဲ့တာပဲဖြစ်တယ်ဒါပေမဲ့ဒါကိုသူတို့ကအသုံးချလာတာပေါ့နော်သူတို့ကိုစီးရုံးတယ်စစ်ပညာသင်တန်းတွေသင်ပေးတယ်လက်နက်တွေတက်ဆင်လာတယ်အဲ့အတွက်အသုံးချပြည်သူလူထုကအသုံးချလာတယ်သူတို့ကဒီတိုက်ပွဲအတွက်နီလာမျိုးစုံရက်ဆက်တဲ့နီလာမျိုးစုံဒီအရင်ဆုံးတော့ဘယ်နိုင်ငံမှမဆိုတပုံတွေအသုံးချတဲ့ရက်ဆက်တဲ့နီလာတွေကိုသူတို့ကအသုံးချနေတယ်တချို့တလေမှာပြောင်းလဲတဲ့အရာတွေတော့ရှိတယ်တချို့တွေကတော့သူတို့ရဲ့စစ်တပ်ရဲ့မူဝါဒနဲ့တသွေးတတန်တမိတ်ပြီးရင်ပြောတာပဲကိုယ့်ရဲ့ခိုင်းတာလို့ကြွေးရစားပြန်မပြောနဲ့ဆိုတော့စကားတွေစကားပုံအနေနဲ့ရှိပြီးပဲမိပြည်မှာလည်းတကယ်လည်းဒီလိုပါပဲအဲ့တော့ကျွန်တော်ရဲဘော်စစ်တီစစ်တပ်မှာလည်းအဓိကပြဿနာကပါလဲဆိုအုတ်ချုပ်သူလူရန်စားနဲ့အုတ်ချုပ်ခံလူရန်စားဆိုတဲ့ခွဲခြားဆက်ဆံမှုရှိတယ်ရပိုင်ခွင့်ရစားဒီလိုကွာဟမှုတွေရှိတယ်ဒီသူတို့ရဲ့ဒီလိုစနစ်ကြီးထဲမှာကျွန်တော်တို့ကဒါဘယ်လိုလဲကြာလာရင်တော့စစ်တီအားလုံးမှာလည်းဒီခံစားချက်တွေလည်းရှိတယ်သူတို့မှာလည်းဒီမချီနှက်မှုတွေလည်းရှိတယ်ဒီအချီနေတွေကိုကျွန်တော်အခုပြေးလာတဲ့အကြောင်းကြီးလည်းဒီအချီနေအကြောင်းမသိခံနိုင်လို့ပဲပြေးလာရတယ်ဘယ်လိုပဲဖြစ်မိမိအနာဂတ်မိမိနိုင်ငံတော်ရဲ့ကျွန်တော်ရဲ့လူငယ်တွေဖြစ်တယ်အခုတွေ့လို့လူငယ်ဘဝမှာကျွန်တော်ရဲ့ဘဝကျွန်တော်အနာဂတ်ကိုကျွန်တော်မဖန်တီးနိုင်ရင်နိုင်ငံလုံးမှာရှိတဲ့လူငယ်အားလုံးလည်းဒီစိတ်တက်ကိုထားစေချင်တယ်ပေါ့နော်တရုံဝင်အမိပေးတဲ့အလုပ်ရက်တွေလည်းရှိတယ်ပြီးရင်အောက်ချီရဲဘော်တွေရဖြစ်ချင်တာဖြစ်လှုပ်ချင်တာလှုပ်ဆိုတဲ့အခြေအနေမျိုးမှာလည်းရှိတယ်အဓိကတော့ဘယ်လိုမျိုးမှာအမိပေးတယ်လဲဆိုဥပမာဆန္ဒပြကြရပါတော့ကျွန်တော်ဆန္ဒပြနေတဲ့အချိန်မှာအကျန်းဖက်ဖြစ်နေဖို့ကအမိဒါအမိအထက်ရဲ့အမိအရာလက်နဲ့မဲ့ပြည်သူတွေရဲ့ငင်းချင်းစော်ဆန္ဒပြမှုကိုလက်နဲ့အားဖြင့်ဖြစ်နေဖို့ဖြိုခွဲဖို့ဒါအမိပြီးလှုပ်ဆောင်ခဲ့တယ်ပြီးတော့နောက်တော့ဒီလိုအခုဆိုရင်ကျွန်တော်ပလဲဝမင်းတက်ဒီမြို့ဖက်မှာစစ်ပွဲတွေဖြစ်လာတဲ့ဖြည်းဖြည်းနဲ့အခုဆိုရင်မင်းတက်မြို့လည်းပြတ်သုံးတော့အခုထန်တလန်လည်းဒီလိုအချိန်นี้မှာဒီလိုမြို့မဟုတ်တဲ့တောင်မှဒီလိုရိုးအေးချမ်းနေတဲ့ပြည်သူလူထုတွေရဲ့ကြီးရွာဒေသတွေမှာစစ်သားတွေရောက်လာပြီဆိုတော့အကြောက်အဆုံးကတပုံထက်ဆိုးတယ်သူတို့ကရက်ဆက်တာဒါသူတို့စစ်သားတွေကိုစတင်လေ့ကျင့်တင်ကြားပြီးနေကြတဲ့ကိုကအာနာရှင်စနစ်ကို
စနစ်စူးကြီးကိုရိုက်သွင်းထားတာအခု DS ရဲ့တက်ကတူဆိုရင်လည်းပူအဆိုးဆုံးက DS ရဲ့တက်ကတူမှာဆိုရင် Senior Junior စနစ်ကနေပြီးတော့ဖိနေအုပ်ချုပ်တဲ့စနစ်ကြီးတူငယ်နိုင်စနစ်နဲ့ပဲသူတို့အုပ်ချုပ်ပြီးတင်ချလာတယ်လေဒီအသွေးခေါ်နဲ့ဒီလိုပဲကြီးပြီးလာတဲ့လူတွေသူတို့ဖြစ်လာတယ်အပြင်လောကရောက်ရင်လည်းသူတို့အဲ့ကျင့်စရိုက်ပဲပြီးသူပေါ်ကျင့်ကြံကြတယ်ဒါပေမဲ့တချို့တလီကြတော့သူတို့ရဲ့မျိုးရိုးမိဘတွေရဲ့ကောင်းမှုအကြောင်းပေါ့နော်စိတ်ထားစေတနာကောင်းတဲ့အရာရှိတွေလည်းအများကြီးရှိတယ်စိတ်ထားစေတနာကောင်းပြီးယူသားဖြူစင်တဲ့လူလည်းအများကြီးရှိပါတယ်ဒါပေမဲ့အများသောအားဖြင့်တော့90%ဒီအဲ့ဒီမကောင်းတဲ့အာဏာရှင်စနစ်အကျင့်စရိုက်ကျင့်သုံးကြတာတွေ့ရတယ်ဗမာသမတော်ထဲမှာရှိတဲ့စစ်တီစစ်တမ်းအားလုံးပေါ့နော်သူတို့လက်ထဲမှာနာပိတ်မျက်စိပိတ်စနစ်ကိုကျင့်သုံးတဲ့သဘောပဲဘာလို့လဲဆိုတော့ကျွန်တော်မြေပြင်မှာဘာတွေဖြစ်နေလဲပြည်သူတွေဘာတွေလိုအပ်နေလဲအဖြစ်မှန်သတင်းမှန်ဒါတွေကိုသူတို့ကအမှားလို့တွေးထင်မြောက်အမှားစရင်တွင်းနေတွင်းပြီးတော့သူတို့စီကနေပြီးတော့လင်လဲပြီးတော့ဘယ်လိုပြောမလဲဆိုတော့နှစ်ဖက်ရိုက်ပေါ့နော်အဲ့လိုမျိုးအခြေအနေကိုဒီဘက်ကအမှန်ကိုအမှားဖြစ်အောင်ဖန်တီးလိုက်တယ်အမှားဖြစ်အောင်ဖန်တီးပြီးတော့သူတို့စီကနေသူတို့ဖန်တီးလာတဲ့တည်င်းအစာနာတွေကိုပြည်သူလူထုတပ်တွင်းမှာရှိတဲ့စစ်တီမီတာဆိုဒါအမှန်ဒီလိုမျိုးချပြရတယ်ဒီဟာကိုပဲယုံဒီဟာကိုပဲလိုက်နာအပြင်လောကမှာရှိတဲ့အရာတွေကအမှားတွေဒီလိုမျိုးအခြေအနေပဲရိုက်တွင်းထားတယ်အဲ့အတွက်တချို့တွေကတော့လည်းကိုပိုင်ဖုန်းတွေသုံးနေကြတယ်တချို့တွေရောအမှန်သိတဲ့လူလည်းအများကြီးရှိပါတယ်အဖြစ်အမှန်ပေါ့နော်ဒါကြီးအမှန်တရားတမိုင်းစုကြဲဟိုကကျွန်တော်စတင်ပြီးတော့1960နောက်ပိုင်းအာနာစစ်တင်အာနာတင်းပေးနောက်ပိုင်းအခုချိန်လေးဆိုရင်တမိုင်းအမှန်ဆိုမတင်ရဘူးကျွန်တော်ဆိုရင်တမိုင်းចောင်းသားတယောက်နဲ့တမိုင်းအမှန်ကိုထားမှမသိဘူးတမိုင်းစာအုပ်ထားမှာတင်တဲ့အရာတွေအရှိအမွေလေးပဲအရှိအမွေလေးပဲတည်ခိုင်းတယ်တမိုင်းဆိုတာဒီစစ်သူကြီးနဲ့ပိုလင်စားအောင်ပြောတာပဲစစ်သူကြီးဘာလဲဆိုတော့တမိုင်းကိုလူတွေမအောင်တင်ပေးတယ်တဲ့သူ့ပြင်မဲ့ကျွန်တော်တင်တဲ့တမိုင်းဒီအတူအယောင်ကြီးဖြစ်နေတယ်အပေါ်ရန်လေးပဲဖြစ်နေတယ်တမိုင်းကနေရလာမယ်အသွေးခေါ်တွေနိုင်ငံရေးအသွေးခေါ်စီးပွားရေးအသွေးခေါ်လူမှုရေးအသွေးခေါ်ဒီသွေးခေါ်မျိုးတွေကိုတမိုင်းကနေမရလာခဲ့ဘူးအဲ့လိုမျိုးစနစ်နဲ့မဟုတ်တဲ့ပညာရေးစနစ်အားနဲ့ချက်လဲဒီ1960နောက်ပိုင်းဖြစ်လာတဲ့ပညာရေးစနစ်ပြောင်းလဲမှုတွေပေါ့နော်အာဏာရှင်စနစ်ရဲ့အုပ်ချုပ်မှုအောက်မှာအဓိကဒီစစ်သားတွေစစ်တီရဲဘော်တွေရရှိတွေတာဝန်ထမ်းဆောင်မှာကလေးကဥပဒေအမျိုးမျိုးနဲ့ငွေချက်နေတဲ့ထိန်းချုပ်ထားတယ်အပြင်လောက်ကထွက်မလာဒါအပြင်အခု CDM လုပ်မယ်ပြည်သူနဲ့ပူးပေါင်းပါဝင်လာမယ်ဆိုရင်သူတို့ဘယ်လောက်ထိတားဆီးလာလဲဆိုတော့အခုဆိုရင်တက်တီပဲလေကျွန်တော်မိသားစုကိုသူတို့ထိန်းချုပ်ထားပြီကျွန်တော်ဒီပြည်သူဘက်ကိုပါဝင်မသွားအောင်သူတို့ဒါသူတို့ရဲ့အတုံးပြုတ်နေစနစ်ပဲဂျန်နဲ့စစ်တီတွေမှာလည်းမိသားစုဆိုတာလူတိုင်းရဲ့ပထမဦးစားပြီးပဲလေဒီအချင်းကြီးတို့အတုံးချလာပြီဆိုရင်ဂျန်နဲ့စစ်တီရဲဘော်တွေလည်းဒါကြောက်လာနိုင်တယ်အဲ့တော့ပါဝင်ရဲမှာမဟုတ်ဘူးသူတို့ပါဝင်လာတဲ့မြတ်သူတို့မိသားစုစစ်တပ်ကထိန်းသိမ်းလာမယ်ဖမ်းချုပ်လာမယ်ရိုက်နေမယ်ညင်ပန်းနေဆက်မယ်တပ်ဖြတ်မယ်ဒါသူတို့လိုရမယ်သူတို့နေလန်းကဒီတိုင်းပဲသူတို့သွားမှာဒါကိုစစ်တပ်ထဲမှာရှိနေတဲ့စစ်တီအားလုံးကတိနေတယ်အဲ့တော့သူတို့ကကြောက်တယ်ဒီအတွက်ကိုကြောက်တယ်တော့သူတို့ပါဝင်ဖို့ခဲရင်လိမ့်မယ်နောက်တစ်ဆင့်အနေနဲ့ဘယ်လိုဖြစ်လာလဲဆိုတိုင်းရင်းသားတွေအခုဖလန်ဟာခါတေးတိမ်မှာရှိတဲ့တိုင်းရင်းသားချင်းတွေကိုသူတို့ကထိန်းချုပ်ဖို့နေလန်းဘယ်လိုစတင်လာလဲဆိုတိုင်းရင်းသားတွေကိုဂရိဥခံချက်လက်မှတ်တွေထိုးခိုင်းပြီးတော့ဒီသူတို့စီမှာပေါ့နော်အပြည့်အဝစစ်တပ်ကနေမထွက်ပြေးပါဘူးဆိုတဲ့အခြေအနေမျိုးအထိသူတို့ဖန်တီးလိုက်ဒါသူတို့ရဲ့တပ်တွင်းအင်အားကိုထိန်းချုပ်ဖို့ကြိုးစားတဲ့စနစ်ပေါ့ CDM မလုပ်အောင်အကြောက်တရားနဲ့ထိန်းချုပ်တဲ့စနစ်ဒီလိုတော့တွေ့ရပါတယ်မထွက်နိုင်ဘူးဆိုတော့သူတို့မှာထွက်ပြေးဖို့အတွက်ဘယ်ကနေထွက်ပြေးဘယ်လမ်းကြောင်းဘယ်သူ့ကိုပိုးပေါင်းဘယ်သူ့ကိုပုံကြီးတောင်းရမယ်ဆိုတော့သူမှမရှိဘူးအဆက်အသွယ်မရှိဘူးအပြင်လောကနဲ့ဒီလိုအခြေအနေမျိုးရှိတယ်ပြီးရင်တစ်ဖက်ကမြေပြင်မှာကြီးသူတို့မှာတက်တွင်းမှာကိုလည်းမြေပြင်သတင်းအမှန်ကိုသူတို့ကဖုံးအုပ်ထားတာဖြစ်တဲ့အတွက်မြေပြင်သတင်းမှမသိဘူးဘယ်လိုချိတ်ဆက်ပြီးဘယ်လိုသွားရမယ်အဲ့လိုလမ်းကြောင်းတွေလည်းမသိဘူးအချိန်ပြည့်24နာရီတာဝန်အပြီးနဲ့အခုချိန်မှာဆိုရင်သူတို့မှာအင်အားမရှိတဲ့အတွက်အချိန်ပြည့်24နာရီတာဝန်ထမ်းဆောင်နေရတယ်ပြင်ပန်းနဲ့ဆင်းရဲတယ်အခုဆိုရင်ဟာခါမှာဆိုရင်လည်းကိုတက်တီလာဆိုရင်အခု3ချိန်ရှိပြီပေါ့နော်
3ယောက်မြောက်ရှိပြီပြင်ပန်းမှုတောင်မခံနိုင်တဲ့အတွက်သူ့အတူထွက်ပေါ်တယ်မိကိုယ့်ရဲ့တစ်ဖက်ကနေကိုယ့်ရဲ့တာဝန်ထမ်းဆောင်တာပြင်ပန်းတာလဲစိတ်ဆင်းရဲတာလဲအခက်အခဲတွေဒုက္ခတွေကြုံလာတယ်နောက်အပြင်မိသားစုမှာလည်းအခက်အခဲထပ်ကြုံလာတဲ့အချိန်မှာကိုထွက်ပေါ်ရှာကိုလှုပ်ချင်တာလည်းရှိတယ်တက်တည်သွားတယ်ကိုတက်တည်သွားတယ်အဲ့လိုမျိုးအခြေအနေလည်းရှိတယ်နောက် CDM လို့ဖို့အဓိကအချက်ကတော့သူတို့အစ်စ်တီတွေကိုယ်တိုင်ကအစဖြစ်ချင်တဲ့စာနာဒီအပြင်လောကမှာရှိတဲ့အာနာရှင်စနစ်ကိုတော်လှန်လို့တဲ့စိတ်ဓာတ်အပြည့်အဝရှိဖို့လေဒါဆိုတော့ဘယ်လိုအခြေအနေပဲရင်ဆိုင်ရရမှာဒါတော့ဒီလိုမရင်ဆိုင်ရဘူးတွန်းဆုံးနေမယ်ဆိုရင်တော့ကိုယ်တိုင်ကစဖြောင့်မတ်ခြင်းတရားကိုမကျင့်ကြံလို့ပဲကျွန်တော်ယုံကြည်တယ်ရက်ဆက်ဆုံးကျွန်တော်မခံမရက်နိုင်ဆုံးအရာကပါလဲဆိုတော့ကျွန်တော်ဟာခါမှာပြည်သူမျိုးဖမ်းလာတယ်နေ့တိုင်းတော့သူဖမ်းဆီးနေကြပါနှစ်ယောက်ကတော့သူတို့ရိုက်နေတည်သွားတယ်တည်နေတဲ့အလောင်းကိုကုလကုစ်ချိတ်ရင်းနဲ့ကားတွေစီစဉ်ပြီးကလေးကိုတက်ရိုက်ပို့တယ်ပို့ပြီးကလေးမှရင်ခွဲတယ်ပြီးရင်အလောင်းကိုမီးရှို့တယ်ပြီးတော့ရင်ခွဲစစ်စစ်ချက်ကိုဆရာဝန်ကြီးဖန်တီးခိုင်းတယ်ဆရာဝန်ကြီးချိတ်တဲ့ဆရာဝန်ကြီးကမလုပ်ဘူးဒါပေမဲ့ဖိအားပေးပြီးတော့လုပ်ခိုင်းတယ်ရင်ခွဲစစ်စစ်ချက်ကိုပါကြောင့်ယောဂကြောင့်တည်တယ်ဆိုတဲ့ထွက်ဆိုချက်ကိုထွက်ဆိုခိုင်းပါတယ်ဒီလိုလုပ်ရက်ဒီကားလဲကျွန်တော်မြင်နေတဲ့အတွက်ဘယ်လိုပြောမလဲဒီမတရားမှုတွေကိုဖျားကူးကွယ်တဲ့နဲ့ဒီလိုမတရားအတ္တမနီလာနေနဲ့ဒီလိုဘယ်လိုပြောမလဲရက်ဆက်တဲ့လုပ်ရက်တွေလုပ်ရက်တဲ့ဟောကျွန်တော်ကိုလည်းစိတ်မကောင်းဘူးဒီလိုအခြေအနေမျိုးမှာသူတို့နဲ့တူတာဝန်ထမ်းဆောင်အတူတာဝန်ထမ်းဆောင်ဖို့အတွက်ခွန်အားမရှိနိုင်တော့ဘူးကျွန်တော်မှာကြာလာတော့စိတ်ပြက်လာတာပေါ့နော်သူတို့နဲ့အတူတူနေဖို့တရားဖျားမရှိတဲ့အဖွဲ့အစည်းနဲ့ကျွန်တော်အတူတူနေဖို့အတွက်ကဘယ်လိုမှမခံနိုင်တော့ဘူးကျွန်တော်အဓိကအရေးကြီးဆုံးတော်လှန်ရေးတပ်ဖွဲ့စုကြီးကိုမှရှင်းတာကတော့လုံးဝပါလို့ပဲဖြစ်အကောင်းမြင်ဝါဒထားပြီးကောင်းသောအကျင့်တရားဖြောင့်မတ်သောတရားနဲ့ကျင့်ကြံပြီးနေထိုင်သွားဖို့မှာကြားခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအာနာရှင်ကိုတော်လှန်နေတာဖြစ်တဲ့အတွက်အာနာရှင်နဲ့စနစ်နဲ့တူတဲ့အကျင့်စရိုက်ကိုဖယ်ရှားပြီးအာနာရှင်ကိုရဲ့အာနာရှင်မဖြစ်အောင်အဓိကပထမဆုံးတိုက်တွန်းခြင်းနဲ့ဒီဟာအဓိကကျွန်တော်တော်လှန်ရေးတပ်ဖွဲ့ရဲ့အဓိကအချက်ပဲပြီးရင်တိုင်းရင်းသားအားလုံးလက်နက်ကင်တပ်ဖွဲ့တွေရော GNO အဖွဲ့အစည်းတွေရောလူမှုအသင်းအဖွဲ့အစည်းတွေအားလုံးပေါ့နော်ကျွန်တော်လက်တွဲညီနဲ့စီးလုံးညီနဲ့စစ်ဗမာစစ်တပ်ရဲ့နေပြည်ရဲ့အောက်မှာထောင်ချောက်မမိဘဲနဲ့စီးလုံးဖို့ကျွန်တော်တိုက်တွန်းလိုတယ်စီးလုံးမှသာလင်းသူတို့ရဲ့ကျွန်တော်စီးလုံးယုံနဲ့မတိုက်ခင်မကလေးကစီးလုံးယုံနဲ့နေသူတို့ကိုတဝက်ကျွန်တော်ကအနိုင်ယူပြီးသားဖြစ်နေတယ်ဒါကိုလည်းကျွန်တော်သိဖို့အားလုံးတိုင်းသားကောင်းဆောင်တွေကကျွန်တော်အနူးညက်တောင်းဆိုတယ်အားလုံးစီးလုံးဖို့